လူသူမရှိပဲတိတ်ဆိတ်နေတဲ့ကိုနှောင်ရွာရဲ့မနက်ခင်းတစ်ခုမှာတော့ရွာအစွန်းကဦးချီဟာအိမ်လေးထဲမှာလှောက်ရှားမှုအနှဲငယ်ရှိနေပါတယ်။အိမ်ထဲကမိဖို့ချောင်းမှာတော့အနီရောင်တိမ်တိုက်ပုံစံအင်ကြီးအာကာtsukkiဝတ်စုံကိုဝတ်ဆင်ထားတဲ့ရွာရဲ့ပါရမီရှင်ကြီးဦးချီဟာအီတာချီတယောက်အလုရှုပ်နေတာပါ။သူဟာဒီနေ့မှာတော့ပထမဆုံးအချိန်ဖြစ်မိဖို့ချောင်းထဲဝင်ပြီးညီလေးဖြစ်သူဆာဆုကေရဲ့အတွက်မနက်စာပြင်ဆင်ပေးဖို့စ조사နေတာဖြစ်ပါတယ်။ဒါပေမဲ့ကဘာကျော်ပါရမီရှင်ကြီးဆိုပေမဲ့လေကျက်ဦးကျော်ရတာကတော့သူထင်တဲ့လောက်မလွယ်ကူခဲ့ပါဘူး။ပထမတစ်ခါကျော်တော့လေကျက်ဦးကပုံမလာသလိုကင်ထားတဲ့ပေါင်မို့ကလည်းတူးသွားခဲ့ပါတယ်။ဒါကြောင့်အီတာချီဟာအပရန်ကိုပြန်ပြင်ဝစ်ဒဲဦးကိုအသစ်ပြန်ဆေးပြီးအကယ်ဒမီမှာလေ့ကျင့်နေတဲ့နှစ်ပေါင်းများစွာအတွေ့အကြုံတွေနဲ့ထပ်ကြောပြီးမယ်လေဒုတိယအကြိမ်မှာလည်းကျက်ဦးအနစ်ပေါက်သွားပြန်ပါတယ်။တတိယအကြိမ်မှာတော့စိတ်လှုပ်ရှားလွန်းလို့ချွေးတွေထွက်လာပြီးကျက်ဦးထဲကိုချွေးတွေကြားကုန်တာကြောင့်ထပ်ပြီးစွန့်ပစ်လိုက်ရပြန်ပါတယ်။နောက်ဆုံးမှာတော့အီတာချီဟာ sharing gun မျက်လုံးကိုပါအသုံးပြုပြီးအစွမ်းကုန်စူးစမ်းပါတော့တယ်။တအိမ်လုံးမှာကျက်ဦးကြော်တွေပြင်းထန်နေပြီး Sasuke နိုးလာလို့တခုယူစားမယ်လို့ရင်တောင်အီတာချီဟာလက်မခံပါဘူး။သူကအပြစ်အနာအစာမရှိတဲ့အကောင်းဆုံးကျက်ဦးကြော်ကိုမှကြွေးချင်တာပါ။အီတာချီဟာအိမ်မှာရှိသမျှကျက်ဦးတွေအားလုံးကုန်သွားတဲ့အထိစမ်းသပ်ထိပ်ပြီးနောက်မှာတော့နောက်ဆုံးကြံတဲ့ကျက်ဦးတစ်လုံးကိုအပိုင်းကျော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့နတ်ဖျားဆန်တဲ့မျက်လုံးစွမ်းအားကြောင့်နောက်ဆုံးမှာတော့အိုးထဲကနေတကက်ကိုပြီးပြည့်စုံတဲ့ကျက်ဦးကြော်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာယောဂဖြစ်စေနိုင်လောက်အောင်စွမ်းအားတွေအလုံးအကျုံသုံးခဲ့ရပေမဲ့ညီလေးအတွက်အကောင်းဆုံးဖြစ်စေခြင်းတဲ့အီကိုကြီးတယောက်ရဲ့မိထားပဲဖြစ်ပါတယ်။အီတာချီက Sasuke ရဲ့နဖူးလီကိုလက်ညှိုးနဲ့တိုးလိုက်တဲ့အချိန်မှာတော့ Sasuke ဟာမိမျိုးနေရကနေတတိယလာခဲ့ပါတယ်။ဆာဆူကေတတိယလာတဲ့အချိန်မှာတော့ရှေ့မှာနာရူတိုကိုတွေးလိုက်ရပြီးသူတို့ကစစ်ပွဲထဲမှာရောက်နေတာကိုတတိယသွားပါတယ်။ဒါပေမဲ့ဆာဆူကေတယောက်သူရနေတဲ့မြေကြီးကတခုခုထူးဆန်းနေတာကိုသတိထားမိလိုက်ပြီးကြည့်လိုက်တဲ့အခါသူဟာအီတာရှိရဲ့အေယာမဒဲအိုကြီးထဲမှာရောက်နေပြီးကျက်ယူကြုံဘော့ကဦးချီဟာတင်ကေတနှစ်ခုကိုမြင်လိုက်ရတော့မှာပဲအိမ်မက်ဂျန်ဂျူဆူထဲကနေလက်နိုလာထဲပါတော့တယ်။ဒါကတော့နာရူတို OVA ရဲ့အလွဲအချော်နဲ့ရဲစရာကောင်းတဲ့အပိုင်းလေးပဲဖြစ်ပါတယ်။နောက်ထပ်အပိုင်းတွေကိုလည်းဆက်လက်တင်ပေးသွားမှာမို့လို့သဘောကျတယ်ဆိုရင်တော့ share လေးလုပ်ပြီးကူညီပေးသွားကြပါအောင်ခင်ဗျာ။